Hi ကျွန်တော်ကအောင်ပါဒီနေ့တော့ MYP ကျောင်းသားတယောက်ဖြစ်တဲ့ကျွန်တော်ရဲ့တနေ့တာကိုဘယ်လိုကုံဆုံးမလဲဆိုတာကိုပြပေးသွားမှာပါမနက်9:00နာရီလောက်ဆိုကျွန်တော်အိပ်ရာနိုးပြီပေါ့ရေမိုးချိုးပြင်ဆင်ပြီးတာနဲ့ Health and Wellbeing Course ကတင်ထားတဲ့အတိုင်းစိတ်ရောကိုယ်ပါလမ်းဆန်းသွားအောင်9မိနစ်10မိနစ်လောက်အသက်ရှူလေ့ကျင့်ခန်းဒါမှမဟုတ်ကိုယ်လက်လှုပ်ရှားမှုတွေလုပ်ဖြစ်ပါတယ်တကယ်ကိုနေ့တစ်နေ့အတွက်အစကောင်းတစ်ခုပဲပေါ့ဗျာနနက်စာစားပြီး9:00နာရီလောက်ဆိုရင်တော့ကျွန်တော်ရဲ့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းငယ်လေးအတွက်စတင်ပြင်ဆင်ပါပြီပထမဆုံး Entrepreneurship Course ကရထားတဲ့ဘူးတူတာတွေနဲ့ကျွန်တော်ရဲ့ Business Plan နဲ့ရေးကြီးတဲ့အချက်လက်တွေကိုအရင်ဆုံးစစ်ဆေးရတာပေါ့10 နာရီခွဲလောက်ရောက်တော့အဲ့ဒီ Business Plan ကိုပို့ပြီးတော့ဆွဲဆောင်မှုရှိအောင်ဒီဇိုင်းလုပ်ဖြစ်ပါတယ်ဒီလိုလုပ်တဲ့အခါ Digital Literacy Course မှာသင်ထားတဲ့အတိုင်း Canva လိုမျိုး tool တွေကိုအသုံးပြုပြီးတော့အချိန်ပေးဖန်တီးတယ် idea အသစ်တွေထည့်ရတာလည်းပြောဖို့ကောင်းပါတယ်12 နာရီနေ့လည်စာစားချိန်ရောက်ပြီဆိုရင်တော့ Vocational and Livelihood Course ရဲ့ Food and Catering Module ကသင်ထားတဲ့အခြေခံချက်ပြုတ်နည်းတွေနဲ့ကိုယ်တိုင်နေ့လည်စာချက်စားတာပေါ့အပြင်စာထက်လည်းပိုကျန်းပါတယ်ကိုယ်တိုင်ချက်တဲ့လက်ရာကလည်းပိုရတာရှိတာပေါ့ဗျာညနေ4 နာရီလောက်မှာတော့ကျွန်တော်အားလိုက်ချိန်ရပြီအဲ့ဒီချိန်မှာ Language Course ကနေဂျပန်စာကို1 နာရီလောက်အချိန်ပေးပြီးတော့သင်ခန်းစာအသစ်တွေစကားလုံးအသစ်တွေကိုသင်ယူဖြစ်ပါတယ်ညစာမစားခင်9 နာရီခွဲလောက်အနားယူချိန်လေးမှာတော့ MYP ရဲ့ e-library ကနေ Youth Voice Video ဒါမှမဟုတ် podcast တစ်ခုခုကိုဖွင့်ပြီးတော့နားထောင်တယ်စိတ်အပန်းဖြင့်ရဲ့အကျိုးရှိတာလေးတွေရွေးပြီးလေ့လာဖြစ်တာပေါ့ညစာစားပြီးပြီဆိုရင်9 နာရီလောက်မှာ Financial Literacy Course ကသင်ထားတဲ့နည်းလမ်းအတိုင်းကျွန်တော်ဒီနေ့ဘယ်လောက်သုံးခဲ့လဲဆိုတာ app ထဲမှာဒါမှမဟုတ်မှတ်စုစာအုပ်ထဲမှာမှတ်တမ်းတင်ပြီးတော့ budget ကိုစစ်ဆေးဖြစ်ပါတယ်ငွေကြေးစီမံခန့်ခွဲမှုကို view ဆက်ရတာပေါ့ကဲနောက်ဆုံးတစ်ခုအနေနဲ့ည10 နာရီခွဲအိပ်ယာမွေးခင်မှာကျွန်တော်မဖြစ်မနေလုပ်တဲ့အရာ reflection ရေးတာပဲ Personal Development Course ကသင်ထားတဲ့နည်းလမ်းအတိုင်းဒီနေ့ကျွန်တော်ဘာတွေအောင်မြင်ခဲ့လဲနောက်နေ့အတွက်ရောဘာတစ်ခုကိုပိုကောင်းအောင်လုပ်ဆောင်အောင်လဲဆိုတာကိုဒီ channel လေးထဲမှာရေးမှတ်တယ်ဒါမှမနှက်ဖြန်ဒီနေ့ထက်ပိုကောင်းတဲ့နေ့တစ်နေ့ဖြစ်လာမှာပေါ့အားလုံးပဲခင်ဗျာဒါကတော့ MYP ကျောင်းသားတယောက်ဖြစ်တဲ့ကျွန်တော်ရဲ့ပုံမှန်တနေ့တာလေးပါပဲဒီဗီဒီယိုလေးကနေ MYP ရဲ့သင်ခန်းစာတွေကိုကျွန်တော်တို့အပြင်မှာတကယ်ဘယ်လိုအသုံးချဖြစ်နေလဲဆိုတာကိုသိသွားမယ်လို့မျှော်လင့်ပါတယ် Bye bye